ခွန်ပြင်ဆိုတာတိတောင်မှာဆိုတော့အနာများတဲ့ပုံစံကိုထည့်ထားဒါပေမဲ့နှလုံးစလုံးကခွန်ပြင်ဟုတ်တယ်နော်ဒါတော့သူတို့ကြက်တယ် 这样花了就不给3သိန်း 哪里你去的？一种。 စီလေ3သိန်းဆိုင်တော့ဒီကြောက်လေးနော်ဒါတော့အနာတော့လိမ်မာတာပေါ့အနေထားတော့နော်ဒါကြတော့ပန်းအနေထားမျိုးနဲ့ပါနေကြောက်ရတမျိုးတိတ်လို့ဘမမတွေအနာရဲ့များတယ်ကာလာအနေထားမျိုးနဲ့လာတာပေါ့ကြောက်ပါနော်တိမ်မလို့ဆိုင်မျိုးတော့အခုညီမတို့ကြည့်လိုက်တဲ့အဲ့ကြောက်နှလုံးကတော့ပထမကြည့်လိုက်တဲ့သလုံးကသူကအနာလုံးဝမရှိဘူးသူ့ရဲ့အရေးပန်းပါတဲ့အနေထားမျိုးနောက်သလုံးကြတော့သူကခွန်ပြင်ဆိုတာတိတောင်မှာဆိုတော့အနာများတဲ့ပုံစံကိုထည့်ထားဒါပေမဲ့နှလုံးစလုံးကခွန်ပြင်ဟုတ်တယ်နော်ဒါတော့သူတို့ရဲ့လုတ်ကွက်ပါမမတို့မမိအောင်ပေါ့ဒါမမတို့ညီမဗီဒီယိုနဲ့အသေးစိတ်ရိုက်ပြလာပေးရပါညီမခဏ10သိန်းနဲ့စီးရလေးရရပြီနော်ကဲဒီကောင်လေးကတော့ညီမတို့ကအရေးကျိုးပဲကြီးခေါင်းမယ်နော်10သိန်းနဲ့အဲ့တော့သူ့ရဲ့ဒီရေစုပြီးမှတက်ပြီးမထောက်ပဲနဲ့ကြည့်မယ်ဆိုရင်ဒီမှာကြည့်တွေ့လားမန်ချိုးပတ်နေနော်ဒီထင်ထင်ရှားရှားမြင်ရတော့မန်ချိုးပတ်နေဒီကောင်လေးကတော့မော်ဝမ်းကြီးလေးဟုတ်တယ်အကြီးလေးကလုံးဝစိမ့်ဝါကြီးပဲနော်မျိုးတန်းအရန်အကောင်းလို့သူ့ရဲ့အရေးကိုကြည့်လိုက်စိမ့်ကလေးနဲ့လာနေတွေ့လားဒီဘက်မှာလည်းလာနေနော်ဒီမှာနေကျိုးနဲ့လာဒီဘက်ဒီမှာဆိုကျိုးနဲ့လာနေတွေ့လားဒီဘက်မှာဆိုအရင်မစေးရသေးဘူးနော်သူ့ရဲ့အနောက်ဘက်ပြန်ကြည့်လိုက်မကြီးပြန်နော်ဒီကျိုးနဲ့ဒီအလဲမှာရောမကြီးဒီဖက်ချမ်းကြည့်နော်ဒီကောင်လေးကကျိုးပတ်ညီမတို့ကတကယ်ကျိုးပတ်ယူအပွင့်ရေခေါင်းမှာဒီညာလေးအပွင့်ရေလှလှလေးခေါင်းမှာကဲကြိုက်တဲ့စိတ်ဝင်စားတဲ့ကိုမမတို့ချိန်မြန်လက်မြန်နော်ဒါမျိုးအပွင့်ရေခေါင်းမယ်မျိုးတန်းရန်ကောင်းတဲ့ကြောက်လေးကိုညီမအမြင်ဆုံးမစင်ကြပါဘူးလို့ပဲပြောပြပါ